ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။မနရိုးရာဘေးရင်ချင်းတွေမှကြိုဆိုပါရစေ။ဒီနေ့မှာတော့ခုနှစ်ရက်သားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဂမီရဘေးရင်မှဆရာထက်မြတ်အောင်ဟောကြားထားသော2026ခုနှစ်ဇွန်လအတွက်တလစာအကြံပြုဟောစရန်ကိုပြည့်စုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမေတ္တာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အတစ်တင်တိုင်းသိရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်။တနင်္ဂနွေသားသမီးများအတွက်တလတာဟောစတန်ယခုတလတာအတွင်းစီးပွားလုပ်ငန်းများတိုးတက်အဆင်ပြေလာနိုင်သောကာလဖြစ်သည်လုပ်ငန်းသစ်များတိုးချဲ့ရမည်အလုပ်ရှာနေသူများအလုပ်နေရာကောင်းတွင်အလုပ်သစ်ရနိုင်သည်ရဝေးမှစီးပွားရေးဆက်သွယ်မှုများအကျိုးတူပူးပေါင်းမှုများဖြစ်လာမည်ဆိုင်ခန်းအသစ်ဆောက်ခြင်းတိုးချဲ့ခြင်းပြုရမည်ယာရုတိုးဖြည့်ဆိုထားသူများယာရုလစာတိုးမည်ယခုတလတာအတွင်းပညာရင်းနှီးလုပ်ငန်းများအထူးကောင်းမွန်အဆင်ပြေလိမ့်မည်အလုပ်နေရာပြောင်းလိုသူများအနေဖြင့်ယခုကာလအတွင်းကောင်းသောအပြောင်းရွှေ့ကံများရှိသည်အထူးသဖြင့်အလုပ်နေရာပြောင်းရွှေ့ရခြင်းအိမ်နေရာပြောင်းရခြင်းအိမ်ပြင်ရခြင်းများကြုံမည်ယခုတလတာအတွင်းလူမှုရေးကိစ္စများတွင်မိတ်ဆွေတဦး၏လိမ်လည်လှည့်ဖျားမှုကိုခံရမည်အခွင့်အလမ်းများအပေါ်တတိဖြင့်လောက်ကင်မှာရွေးချယ်စရာကိစ္စများပေါ်လာမည်ကြီးကဲသူသို့မဟုတ်ဆရာသမားကူညီမဆမည်ခရီးတစ်ခုသွားရလိမ့်မည်ရဝေးမှဆွေမျိုးနေအိမ်ကိုရောက်လာမည်ငွေအလုံးရင်းဝင်မည်သို့မဟုတ်ရွှေထည်ပစ္စည်းတစ်ခုခုဝင်လိမ့်မည်မပြီးပြတ်သေးသောပြဿနာတစ်ခုကိုဖြေရှင်းနိုင်လိမ့်မည်ငွေပေးငွေယူတတိထားပါအကျွေးရစရာရှိကပြန်ရမည်မိတ်သစ်ဆွေသစ်များရရှိမည်သို့သောတနင်္လာသားသမီးကိုချင့်ချိန်၍ယုံပါပညာရေးကျောင်းသူကျောင်းသားများဆရာသမားများရဲ့ကူညီမဆမှုရမည်စာမေးပွဲဖြေဆိုခြင်းများအင်တာဗျူးဖြေဆိုထားသူများအောင်မြင်စွာဖြေဆိုနိုင်မည်ပြည်ပသွားရောက်သင်တန်းတက်လိုသူများအဆင်ပြေမည်ကျန်းမာရေးညံ့သူများတက်တာပြောက်ကင်းလာမည်လက်တစ်ပတ်နာရန်ရှိသည်သွေးပေါင်အတက်ကျခေါင်းမူးဖြစ်တတ်သည်မကြမီပျောက်ကင်းသွားပါလိမ့်မည်မေတ္တာရေးချစ်သူမရှိသူများချစ်သူတွေ့မည်လူချစ်လူခင်များမည်ချစ်ရေးဆိုထားသူများအဖြေမပေးခြင်းသလိုနဲ့အဖြေရရှိမည်ချစ်သူနှစ်ဦးကြားစိတ်ဆိုးစိတ်ကောက်မှုများရှိကပြေလည်သွားမည်အိမ်အောင်သည်များသားသမီးရကိန်းရှိသည့်အိမ်တွင်းရေးအဆင်မပြေမှုများရှိကမကြခင်အဆင်ပြေသာယာလာမည်ယခုလအတွက်ကံကောင်းစေသောကဏ္ဍတစ်နှစ်ရှိကဏ္ဍများဖြစ်ပါတယ်ကံကောင်းစေသောအယောင်အဖြူရောင်အနီးရောင်တို့ကိုအထူးပြုဝတ်ဆင်ပါရရာနေအိမ်ဖျားမှာမိမိမွေးနေ့တိုင်းမုံဟင်းကားလှူပါမိတ်ဆွေများနဲ့ကြုံကြိုက်တဲ့အခါမုံဟင်းကားဒါနပြုလိုက်ပါတနင်္ဂနွေသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္ဂနွေသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာထက်မြတ်အောင်နှင့်ဘေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဘေရင်ပညာ Telegram နှင့် Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်တနင်္လာသားသမီးများအတွက်တလတာဟောစတန်ယခုလအတွင်းတနင်္လာသားသမီးများအနေဖြင့်မထင်မှတ်တဲ့ပြောင်းလဲမှုတွေနဲ့ကြုံရပြီးအံ့ဩစရာကောင်းသောအကြောင်းအရာကိစ္စများတွေ့ဆုံရတတ်သည်ရည်ရွယ်ကြံစည်ထားသောကိစ္စများလည်းထင်ထားသည့်ကာလထက်စောစီးစွာအဆင်ပြေလိမ့်မည်အလောက်ကိုင်ခွင့်လန်းကောင်းများအလွယ်တကူပေါ်ပေါက်လာမည်အလုရှာဖွေနေသူများအလုနေရာကောင်းကိုရတတ်ပါသည်နိုင်ငံရဲ့ခြားကိစ္စများလှုပ်ဆောင်ရမည်သို့မဟုတ်ရဝေးမှအရေးကြီးသတင်းစကားတစ်ခုကြားရလိမ့်မည်ယခုကာလဟာမိမိအတွက်အရေးပါသောအခွင့်အရေးကောင်းများပေါ်ပေါက်တတ်ပြီးမိမိဘက်ကစ조사ဖော်ဆောင်ရန်သာလိုအပ်ပါသည်နောက်ရက်20အတွင်းမိတ်ဆွေဟောင်းတချို့နဲ့ပြန်ဆုံတွေ့မည်မခေါ်မပြောတဲ့သူများပြန်ခေါ်ပြောလာတတ်သည်ရေလန်းခရီးသွားရခြင်းတောင်ကုန်းတောင်တန်းနေရာများသို့ခရီးထွက်ရခြင်းကြုံရတတ်သည်ယခုလအကျိုးပေးလုပ်ငန်းများကတော့ရေလုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းစိုက်ပျိုးရေးသုံးဆေးဝါးပစ္စည်းများရောင်းဝယ်လုပ်ငန်းအကျိုးပေးပါလိမ့်မည်ငွေကြေးကိစ္စအခက်အခဲဖြစ်နေသူများလည်းအဆင်ပြေသွားဖို့ကံအခြေအနေရှိသည်ပညာရေးနိုင်ငံရဲ့ခြားပညာရေးခရီးဆောင်များအဆင်ပြေလိမ့်မည်ပညာသင်ကြားခွင့်မိမိတက်ချင်သင်ကျင်သောသင်တန်းတက်ရောက်ခွင့်များရရှိမည်ပညာရေးကံကောင်းမွန်ပါသည်ကျန်းမာရေးအပေါ်ရီကအညံ့လေးတွေဖြစ်ပေါ်တတ်သည်မူးဝေခြင်းမအီမသာဖြစ်ခြင်းမကြာခဏဖြစ်တတ်သည်
မြစ်တာရေးယခုလမြစ်တာရေးကံအခြေအနေကတော့အဆက်အသွယ်ပြတ်နေသူများပြန်လည်အဆက်အသွယ်ရတတ်ခြင်းတွေးဆောင်ရခြင်းဖြစ်ပြီးအစိမပြေဖြစ်နေသူများလည်းပြန်လည်သိမြတ်နိုင်ပါသည်အိမ်ထောင်ရေးအိမ်တွင်းရေးအေးချမ်းလာပါလိမ့်မည်အိမ်ထောင်ဘက်နှင့်ပတ်သက်ပြီးအကျိုးခံစားရမည်ယခုလအတွက်ကံကောင်းစေသောကဏ္ဍ28ကဏ္ဍများဖြစ်ပါတယ်ကံကောင်းစေသောအယောင်မိုးပြရောင်အစိမ်းရောင်တို့ကိုအထူးပြုဝတ်ဆင်ပါယတရာနေအိမ်ဖျားမှာကြာစံကျော်လှူပေးပါကလေးများကိုလည်းကျွေးမွေးပါတနင်္လာသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္လာသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာထက်မြတ်အောင်နှင့်ဘေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဘေရင်ပညာ Telegram နှင့် Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။အင်္ဂါသားသမီးများအတွက်တလတာဟောစတန်ယခုကာလအတွင်းအင်္ဂါသားသမီးတို့သည်ကောင်းသောအရာနှင့်တွေ့ကြုံရသည်ဖြစ်စေမကောင်းသောအရာနှင့်တွေ့ကြုံရသည်ဖြစ်စေဉာဏ်ပညာကိုအသုံးချ၍တည်ငြိမ်ရင့်ကျက်စွာဖြင့်ကျော်လွှားနိုင်မည်သူတစ်ပါးရဲ့အခက်အခဲများကိုလည်းကူညီဖြေရှင်းပေးနိုင်မည်မိမိလုပ်ကင်ရမည့်ကိစ္စများကိုလည်းရဲရဲဝံ့ဝံ့လှုပ်ဆောင်နိုင်လိမ့်မည်ရွယ်ထားသည့်ကိစ္စများလည်းအောင်မြင်မည်အပြိုင်အဆိုင်ကိစ္စများတွင်လည်းမိမိကအနိုင်ရရှိမည်ယခုကာလအတွင်းသူတစ်ပါး၏အကျိုးစီးပွားလုပ်ငန်းများကိုလည်းအကူအညီပေးရတတ်သည်ကာယထက်ညာနာကိုအသုံးပြုရသောလုပ်ငန်းများအကျိုးပေးဖြစ်ထွန်းမည်တင်ကြားရေးလုပ်ငန်းစေဝါလုပ်ငန်းဘာသာရေးလုပ်ငန်းများအောင်မြင်မည်စိန်ပါဝင်အဖိုးရံပစ္စည်းဝင်တက်သည့်ဖုံးတော်ကြီးသို့မဟုတ်ကိုးကွယ်မှုဆိုင်ရာပုံတော်များနေအိမ်သို့ကြွားရောက်မည်အလှူဒန်းကိစ္စများပြုလုပ်ရခြင်းပရဟိတလုပ်ငန်းများဘာသာရေးကိစ္စများလုပ်ကိုင်ရမည်မိမတအူမိမိကုံသိက္ခာညှိုးနှွမ်းအောင်လုပ်လိမ့်မည်ငွေကြေးအလိမ်ခံရတတ်တာကြောင့်သတိထားရမည်ရုတ်တရက်ခရီးထွက်ရလိမ့်မည်ကတုံးစပင်ပါသောသူကအကူအညီပေးမည်မိတ်ဆွေကောင်း2ဦးရရှိလိမ့်မည်ငွေကံကောင်းမည်ကြုံတွေ့နေရတဲ့အခက်အခဲ2ခုဒီလအတွင်းဖြေရှင်းနိုင်ပါလိမ့်မည်ပညာရေးပြည်တွင်းပြည်ပပညာရေးကိစ္စများအရန်ကောင်းမွန်သောကာလဖြစ်သည်ပညာရေးနှင့်ပတ်သက်ပြီးတိုးတက်မှုများကြုံရမည်ရည်မှန်းထားသည့်အတိုင်းလဲအောင်မြင်စွာဖြေဆိုနိုင်မည်ကျမ်းမာရေးဆိုးဆိုးရွားရွားကျမ်းမာရေးအညံ့မျိုးမရှိပါဂရုစိုက်ရမှာတွေကတော့ဤကောင်းတဲ့မျက်ရိုးကိုက်ခဲတတ်သည်သွားတဲ့တပုံဒုက္ခပေးတတ်သည်မိဘကျမ်းမာရေးအနေငယ်ညံ့မည်မြစ်တာရေးအချစ်ရေးကံကတော့အရန်ကောင်းပါသည်စမ်းကောင်းလာမည်အစင်မပြေဖြစ်နေတဲ့သူများနောက်နှစ်လအတွင်းအစင်ပြေလာပါလိမ့်မည်အိမ်ထောင်ရေးအိမ်ထောင်သည်များသားသမီးယတနာရတတ်ပါသည်တာယာပါလိမ့်မည်ယခုလအတွက်ကံကောင်းစေသောကဏ္ဍ3-5ကဏ္ဍများဖြစ်ပါတယ်ကံကောင်းစေသောအယောင်နီမျိုးရောင်အဖြူရောင်တို့ကိုအထူးပြုဝတ်ဆင်ပါယတရာတန်ဃာတော်များအားစွန့်လူခြင်းအခြားလူပွဲတစ်ခုခုဖြင့်ကတ်လူ၍ဆုတောင်းပါလေအင်္ဂါသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေအင်္ဂါသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာထက်မြတ်အောင်နှင့်ဘေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဘေရင်ပညာ Telegram နှင့် Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗုဒ္ဓဟူသားသမီးများအတွက်တလတာဟောစတန်ယခုလအတွင်းမိတ်ဆွေဟာစုပေါင်းဆက်ပေါင်းလုပ်ငန်းများနဲ့အကျိုးပေးပါလိမ့်မည်အမှုပညာလုပ်ငန်းများအစဉ်ပြေအောင်မြင်ပြီးဘာပဲလုပ်မိမိလုပ်လိုသည်များကိုရဲရဲတင်းတင်းလှုပ်ဆောင်လိုက်ပါအစဉ်ပြေပါလိမ့်မည်မိမိမှာအခက်ခဲတစ်စုံတစ်ခုရှိရင်ကူညီပေးမဲ့သူများဒီကာလတွေမှာပေါ်လာတတ်တာကြောင့်၎င်းအခက်ခဲကိုကျော်ဖြတ်သွားနိုင်ပါလိမ့်မည်ယခုကာလအတွင်းမိသူကိုမဆိုတတ်နိုင်သမျှမေတ္တာထားပါမေတ္တာနဲ့ဆက်ဆံပါမေတ္တာပို့ပါမေတ္တာစွမ်းရင်ဖြင့်ဘလို့ခက်ခဲပဲကြုံအစဉ်ပြေသွားပါလိမ့်မည်နေအိမ်ကိုမြေအိမ်ဆက်ပစ္စည်းဝင်တက်သည်ဝင်ရင်အလွန်ကောင်းသည်ရေလန်းခီးလေလန်းခီးသွားရတတ်သည်ယခုကာလတွင်တောလန်းခီးများတစ်ပင်ခြုံလွယ်ထူထပ်သောနေရာများကိုတွာလာခြင်းသတိပြုရပါမည်ငွေကြေးနှင့်ပတ်သက်၍စိတ်ညစ်ရတတ်သည်ငွေကြေးချင်းငါလောင်းကစားမလုပ်ပါနဲ့ယခုကာလဟာမိတ်ဆွေစစ်များနဲ့ဆုံရချိန်မှုတင်အနာရောက်လာသူတိုင်းကိုမေတ္တာနဲ့ဆက်ဆံပြောဆိုနေထိုင်သင့်ပါသည်ပညာရေးကိစ္စများတွင်ဝိရိယအားစိုက်ထုတ်ဖို့လိုနေသည်ပညာရေးနှင့်ပတ်သက်ပြီးတော့အခက်အခဲအနည်းငယ်ကြုံမည်
ကျမ်းမာရေးအနေနဲ့ကတော့အစားမားခြင်းအားနည်းခြင်းသွေးတက်အကြမမှန်ခြင်းဖြစ်မည်မေတ္တာရေးကိစ္စတွေမှာကံကောင်းနေသောအချိန်ကာလတစ်ခုကိုကြုံဆုံရလိမ့်မည်အရင်ကမပြေလည်တဲ့အခြေရေးများတစ်စုံတစ်ယောက်ကြောင့်ပြန်ပြေလည်သွားမည်တင်ကိုယ်တိုင်အခြေရေးကံသိကျင်၍ဖတ်မိနေပါကတင်အခြေရေးအတွက်ပျော်ရွှင်ဖွယ်ရှိလာလိမ့်မည်အခြေရေးကိစ္စများအထူးကောင်းမည်အိမ်အောင်ရေးလည်းအဆင်ပြေပါသည်ကွဲကွာနေသူများတစုံတစ်ယောက်ကြားဝင်ညှိနှိုင်းပေးလိုက်ပါအဆင်ပြေပါလိမ့်မည်ယခုလအတွက်ကံကောင်းစေသောကဏ္ဍ269ကဏ္ဍများဖြစ်ပါတယ်ကံကောင်းစေသောအယောင်ပန်းနုရောင်မယန်းစီရောင်တို့ကိုအထူးပြုဝတ်ဆင်ပါရရာနေအိမ်ဖျားမှာပန်းသီးများကတ်လူပါမေတ္တာတုတ်ရုပ်ပါမေတ္တာပို့ဆုတောင်းပါလေဗုဒ္ဓဟူသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဗုဒ္ဓဟူသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာထက်မြတ်အောင်နှင့်ဘေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဘေရင်ပညာ Telegram နှင့် Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျာသောဒေတာသမီးများအတွက်တလတာဟောစတန်ယခုကာလဟာအတိတ်ကအဖြစ်ပြက်များအဆက်အနွယ်များကိုပြန်လည်၍အမတ်ရသတိတရားဖြစ်နေခြင်းရှိမည်စိတ်ကြည်နူးစရာများစိတ်ခွန်အားဖြစ်စေသောစကားများကြားသိရမည်မိတ်ဆွေဟောင်းများနှင့်ပြန်လည်ဆုံတွေ့ရခြင်းမွေရဲ့မြေသို့ပြန်လည်ရောက်ရှိခြင်းများဖြစ်လိမ့်မည်အလုံနေရာဟောင်းများမှပြန်လည်၍ဆက်သွယ်လာတတ်ပါသည်အလုတ်ပြောင်းလဲလိုသူများအတွက်ကောင်းသောပြောင်းလဲခြင်းမျိုးဖြစ်ပါလိမ့်မည်နေရာထိုင်ခင်းကိစ္စများစီမံရမည်အမှတ်တရပစ္စည်းများလက်ဆောင်ပစ္စည်းများရရှိလိမ့်မည်6ကဏန်းပါသောငွေကြေးဝင်မည်ပန်းအိုးပန်းစီနေအိမ်သို့ရောက်လာပါကတက်အစ4အစုံတက်အစ6အစုံကဏန်းများထိုးပေးပါကလေးသူငယ်များကိုစားစရာလေးများကျွေးပါမုံဖိုးတက်နိုင်သလောက်ပေးပါဒီတလအတွက်ကံအထူးကောင်းမွန်စေပါလိမ့်မည်ဆောက်လုပ်ရေးလုပ်ငန်းများပန်းဥယျာဉ်လုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းများဝန်ထမ်းလုပ်ငန်းများတည်ယူပို့ဆောင်ရေးလုပ်ငန်းများအလှဆင်အလှပြင်လုပ်ငန်းများအဝတ်အထည်လုပ်ငန်းများအယောင်းဝယ်လုပ်ငန်းများနှင့်အကျိုးပေးအဆင်ပြေတတ်သည့်ပညာရေးဆောင်မေးပွဲကိစ္စများတွင်ကောင်းမွန်စွာဖြေဆိုနိုင်မည်စိတ်မှမလိုလားအပ်တဲ့စိတ်တွေဝေမှုတွေဖယ်ရှားပစ်ပါအောင်မြင်မှုသတင်းကောင်းများကြားရမည်ကျမ်းမာရေးအေးမိခြင်းနှာစေးခြင်းဖြစ်တတ်သည်ကြီးကြီးမားမားအညံ့မရှိပါကောင်းမွန်ပါသည်အချစ်ရေးတာယာပွဲကောင်းသောအချိန်ဖြစ်သည့်ချစ်သူစီကလက်ဆောင်ပစ္စည်းရတတ်သည်အချစ်ဟောင်းများစီကလည်းအဆက်အသွယ်ပြန်ရတတ်ပါသည်အိမ်ထောင်ရေးသားသမီးလိုချင်သူတွေအတွက်တော့ဆန္ဒပြေဝပါမည်အိမ်ထောင်ရေးတာယာပါလိမ့်မည်ယခုလအတွက်ကံကောင်းစေသောကဏ္ဍ6ကဏ္ဍများဖြစ်ပါတယ်ကံကောင်းစေသောအယောင်ဝါချင်းကျင်ရောင်ပြရင်ရောင်တို့ကိုအထူးပြုဝတ်ဆင်ပါရတာနေဖျားမှာအဖြူရောင်ပန်းပွင့်6ပွင့်မကြလှူ၍ဆုတောင်းပါလေဇာသောဒေတာသမီးများအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဇာသောဒေတာသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်ခဲတွေကိုဆရာထက်မြတ်အောင်နှင့်ဘေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဘေရင်ပညာ Telegram နှင့် Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်တောက်ကြသားသမီးများအတွက်တလတာဟောစတန်ဒီလအတွက်တဲရောနမိတ်ကနည်းနည်းညံ့နေတာကြောင့်စိတ်ညစ်ဖို့ရန်မဟုတ်ပဲသတိပြုပြီးစင်ကျင်နိုင်ရန်အတွက်သာဖတ်ရှုပေးဖို့ပြောချင်ပါတယ်ဒီလထဲမှာလုပ်ငန်းတစ်တိုးချဲ့ခြင်းများစာရွက်စာတမ်းလက်မှတ်ထိုးခြင်းငွေကြေးကိစ္စတာဝန်ယူအာမခံခြင်းများသတိနှင့်ဆောင်ရွက်လုပ်ကိုင်ရမည်ယခုလအတွင်းပြိုင်ဘက်ရန်ဘက်များပေါ်တက်တာကြောင့်ဘယ်အကြောင်းကိစ္စမှမဆိုစိတ်ရှည်ထားသင့်ပါသည်တနာတတ်သောအာနာတတ်သောသူများအဖို့ယခုလအတွင်းအလိမ်ညာခံရတာမျိုးထိဖြစ်တတ်တာကြောင့်သတိပြုပါမိမိကူညီပေးဘူးသောသူမိမိအနီးကသူကမကောင်းပြောခြင်းခံရမည်ယခုလအတွင်းဘယ်ကြားမှမဝင်ပါနဲ့ကြားမဝင်သင့်သောကာလဖြစ်ပါတယ်မိတ်ဆွေလိုလူများကဖြစ်စေမိမိနဲ့နီးစပ်သောသူများရဲ့မိမိအပေါ်မနာလိုမှုမိမိအစင်မပြေဖြစ်မှုများအပေါ်ဝမ်းသာကျေနပ်မှုများဖြစ်နေတတ်ပါသည်ယခုကာလဟာမိမိအတွက်မိတ်ဆွေစစ်မိတ်ဆွေတူခွဲခြားသိမြင်နိုင်ခွင့်ရပါလိမ့်မည်အခြေငှားကိစ္စလောင်းကစားကိစ္စစာချုပ်စာတမ်းလက်မှတ်ရေးထိုးကိစ္စများသတိပြုပါယခုလအတွင်းခရီးဝေးသွားရလိမ့်မည်သွားရမယ့်ခရီးမှာတောင်ဆူဆူဖြစ်ပြီးမိမိနေသောဝင်းကျင်တွင်တွေ့နေကြဆိုင်းဘုတ်တစ်ခုဖြုတ်ချလိုက်၍မတွေ့ဘဲရှိလိမ့်မည်ဤသို့ဖြစ်လျင်မိုးဆိုးမတအူးကိုမိမိထိုးလိုသောကဏန်းပြော၍ထီထိုးခိုင်းပါ
ထီပေါက်တက်ပါသည်ဖျားရုပ်တုတော်စင်းတုတော်ကြွလာမည်ဘာသာရေးသမားများအဝင်အထွက်လက်ခံလိုကောင်းသည်ယခုလအတွင်းငွေကြေးကဏ္ဍများတွင်ငွေများဝင်တော်လဲထွက်เสียစတိုက်ပေါ်နေလိမ့်မည်အိုးတစ်အိမ်တစ်နေရာတစ်များပြောင်းရမည်အိမ်ရောင်းရခြင်းကြုံမည်သို့မဟုတ်အိမ်ပြင်ရမည်မိဖို့ဘက်တွင်မီးလန့်ခြင်းတစုံတစ်ယောက်အပူလောင်ခြင်းဖြစ်မည်ထို့သောဖြစ်ပါကမိမိအဝတ်စားတစ်ထည်ကိုစွန့်ပစ်ပြီးထီထိုးပါဆယ်ပုံတစ်ပုံလူပါမည်ဟုအဓိဋ္ဌာန်ပြုပါပညာရေးတွင်အញ្ញံ့ရှိသောကာလဖြစ်သည်ဆောင်မေးပွဲနည်းမှစိတ်ညစ်စရာများကြုံပြီးမကောင်းသောအပေါင်းအသင်းများကြောင့်ကိုယ့်ရဲ့အားထုတ်မှုမရှိဘဲပညာရေးထိခိုက်တတ်ပါသည်ကျန်းမာရေးစပိတ်ဆိုင်ကမော်တော်ယာဉ်များသတိပြုပါယောဂဟောင်းအနာဟောင်းပြန်ပေါ်တတ်သည်သွေးတက်ကြမမှန်ခြင်းအစာအိမ်ဝမ်းပိုက်ဒုက္ခပေးတတ်ပါသည်ဦးကောင်းနှင့်မျက်စိတွင်မတော်တဆထိခိုက်တတ်သည်မေတ္တာရေးကိစ္စများတွင်အပြိုင်ဆိုင်နှောက်ယှက်များမည်ကိုချစ်သူနှင့်ကိုနဲ့ကြားလူဝင်လွယ်သောကာလဖြစ်သည်ကိုနဲ့ရင်းနှီးတဲ့သူနှင့်ရန်ဖြစ်ရတတ်သည်ချစ်သူနှစ်ဦးကြားမနာလိုသူများမည်အိမ်ထောင်သည်များအဖို့ဘေးလူကြောင့်နားလည်မှုလွဲရခြင်းစကားများရခြင်းရှိတတ်သည်စိတ်ရှည်သီးခံတင်သောကာလဖြစ်သလိုကြားစကားတွေချင့်ချိန်ယုံတင်သောအချိန်အခါဖြစ်သည်ယခုလအတွက်ကံကောင်းစေသောကဏ္ဍ4-6နှစ်ကဏ္ဍများဖြစ်ပါတယ်။ကံကောင်းစေသောအယောင်အစိမ်းရောင်နံ့သာရောင်တို့ကိုအထူးပြုဝတ်ဆင်ပါယတာနေအိမ်ဖျားမှာမိမိမွေးနေ့တိုင်းဘတ်လူပါမိတ်ဆွေများနဲ့ကြုံကြိုက်တဲ့အခါလက်ပတ်တုပ်ဒါနပြုလိုက်ပါတောက်ကြသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပိုမိုရရှိကြပါစေတောက်ကြသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာထက်မြတ်အောင်နှင့်ဘေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဘေရင်ပညာ Telegram နှင့် Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်စနေသားသမီးများအတွက်တလတာဟောစတန်ယခုကာလဟာအရာရာအောင်မြင်မှုကိုရယူနိုင်သောကနေမိတ်ရှိသည်လက်ရှိတင်ဒီဟောကိန်းကိုဖတ်နေရလျင်တင်မှာယခုလအတွက်ထူးခြားတဲ့ကံကြမ္မာကောင်းများကိုရရှိတော့မှာဖြစ်ပါတယ်။ယခုလအတွင်းအလုရှာဖွေနေသူများယာရုတိုးဖြည့်ဆိုထားသူများအလုအင်တာဗျူးထားသူများကောင်းသတင်းကြားရတတ်ပြီးမကြခင်အလုနေရာကောင်းများကိုရတက်လောက်ကင်ရတတ်သည်။ကိုယ်ပိုင်လုပ်ငန်းများတွင်လည်းတိုးတက်အောင်မြင်နိုင်သောကနေမိတ်ရှိနေတာကြောင့်စ조사လောက်ကင်သွားပါမိမိလုပ်ငန်းစည်းပွားအတွက်အားပေးထောက်ခံသူအကျိုးပြုသူနာမည်ရဂုဏ်တက်နိုင်ပွဲရှိပါသည်အလုတ်ပြောင်းလဲလိုသူများ6ရက်6လအတွင်းတွင်နေရအပြောင်းလဲအလုတ်အပြောင်းလဲများဖြစ်ပြီးခီးထွက်ရခြင်းများပြုရလိမ့်မည်ပြုရလျင်ကောင်း၏မိမိအားလေးစားအားကြသူဂုဏ်ပြုချီးမွမ်းစကားဆိုသူအကူအညီထောက်ပံ့ပေးသူများရှိလာမည်စက်ပစ္စည်းအသစ်ဝင်လိမ့်မည်9ကဏန်း6ကဏန်းပါသောငွေကြေးဝင်လိမ့်မည်မိတ်ဆွေတင်များရရှိမည်အံ့ဩဝမ်းသာစရာသတင်းစကားကြားရခြင်းလက်ဆောင်ပစ္စည်းရရှိခြင်းဖြစ်မည်ယခုလတွင်မိမိစ조사လုပ်ကင်ထားသည့်ကိစ္စရပ်များအစဉ်ပြေအောင်မြင်နိုင်သောကံကြမ္မာအခြေအနေကောင်းရှိနေပါသည်ပညာရေးကိစ္စတွေမှာတော့ပြည်ပပညာရေးများအထူးကောင်းမွန်ပါသည်ဆောင်မေးပွဲကိစ္စများတွင်အဆင့်တိုးတက်အောင်မြင်နိုင်သည်ကျန်းမာရေးကိစ္စတွေမှာလည်းကောင်းမွန်ပါသည်ကျန်းမာရေးအညံ့များရှိနေလျင်မကြခင်ကောင်းမွန်သွားပါလိမ့်မည်မေတ္တာရေးတွင်ရဝေးမှအချစ်တစ်နှင့်ဆုံရတတ်သည်စမ်းကောင်း၍မျက်နှာပွင့်လန်းမီအစဉ်မပြေဖြစ်နေသောချစ်သူများလည်းပြန်လည်၍အစဉ်ပြေသိမ့်မြတ်နိုင်သည်အိမ်ထောင်ရေးကိစ္စမှာလည်းတာယာကောင်းမွန်ပါသည်ယခုလအတွက်ကံကောင်းစေသောကဏ္ဍ9-6ကဏ္ဍများဖြစ်ပါတယ်ကံကောင်းစေသောအယောင်အစိမ်းနုရောင်အနီရောင်တို့ကိုအထူးပြုဝတ်ဆင်ပါရရာနေဖျားမှာပေါက်ကိုစုပ်ကိုပြားရည်ဆန်းကကတ်လူ၍ဆူတောင်းပါလေစနေသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပိုမိုရရှိကြပါစေစနေသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာထက်မြတ်အောင်နှင့်ဘေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဘေရင်ပညာ Telegram နှင့် Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်
ကျေးဇူးတင်ပါတယ်မြမရိုးရဘေးရင် channel မှာနာမည်ကြီးဘေးရင်ဆရာများဤနေ့စဉ် hostel များအပတ်စဉ် hostel များလစဉ် hostel များနှစ်စဉ် hostel များနှင့်ဘဝတသက်စာဆောင်ရန်ရှောင်ရန်များနှင့်ရတာတို့ကိုပါအချိန်နှင့်တပြေးညီတိကျသေးချစွာတင်ဆက်ပေးနေလို့မြမရိုးရဘေးရင် channel လေးကို subscribe လေးနှိပ်ပြီးအသစ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့နော်